ဘာလို့လာပြင်းနေထူးပိတ်ရမှာကျွန်တော်တို့ AME UPC အဖွဲ့ရဲ့တနေ့တာအပန်းအဖြစ်ဘလော့လေးကိုလေခွင်းတောင်ဖျားတို့တက်ပြီးတော့ကျွန်တော်စားတင်လိုက်ပါတယ်ကျွန်တော်တို့တောင်တက်နေရင်လက်နှချောင်းထောင်ပြီးမိတ်ဆက်တာကိုအားမရလို့ဆိုပြီးတော့တန်းပြီးတော့ဗထပ်ပြီးတော့မိတ်ဆက်လိုက်ပါတယ်နေရင်တောင်ပေါ်တို့ရောက်တဲ့အချိန်မှာဆိုရင်ပြမြောက်ကင်းရင်တော့ကျွန်တော် F4 ကီကိုတိတ်ကြော်ကြိုက်တာဆိုပြီးတော့ကျွန်တော်10ကြီးကိုဇွန်းဆွဲပြီးတော့ဆိုက်ရပါတော့လေဟိုရရတာအားမရတော့မြေတောင်တန်းပတ်ဝန်းကျင်ကိုရိုက်ပြီးကျွန်တော်တို့ဖျားရင်မြေပေါ်ဗီဒီယိုဆက်ရိုက်ပါတယ်ရိုင်းနေစဉ်တမပဲဆရာကြီးကသူကြည်ရတာဆိုပြီးတဲ့ကြောင်ထောင်ပြတာကိုမကျင်တော့ရှုခင်းတွေကိုထိုက်ရိုက်ရင် AME နေပြီးတော့အဖွဲ့ပြန်ရောက်လာကသူတို့ကိုလည်းရိုက်ပြီးပါဆိုပြီးတော့ကျွန်တော်ထိုက်ရိုက်ပါတယ်ရှုခင်းလာတယ်ဆိုပြီးတထေးကိုတပုံရိုက်ကရှုခင်းဘလောက်လှတယ်မလှတယ်ဆိုတာတော့အောက်ကအမကြီးဇော်ကားနေတာသိဖြစ်ပါတယ်တပုံလှတယ်ကျွန်တော်တို့လည်းရိုက်ပြပါဆိုလို့နောက်ရောဖះမှာထိုက်ရိုက်ပြလိုက်တာကင်မရာမကြည့်ပဲဘေးရလျှောက်သွားတဲ့ကောင်မလေးကိုကြည့်နေလို့ဝင်တီးလိုက်တာတယောက်ကို3ပကံတော့ကုန်ပါတယ်ဘလူးတမင်းကိုပြောပါတယ်သူတီးလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့မာလာဗီဇယံကိုတသွားရင်ဒီအဖွဲရောက်ရှိလို့လာပါတယ်ရောက်နေရရဲ့ကင်မရာမန်ကတော့ဖះရုပ်ပွားတော့နဲ့စီဒီဝဲလာပါတဲ့ပုံအပြင်တွေးသည်မြအကုန်လုံးကိုရှောက်ရိုက်နေရင်လေတိုက်တန်တွေကိုနားထောင်နေပါတော့တယ်နားထောင်ပြီးတပုံလိုက်ရိုက်ပြီးနေတဲ့တယောက်ကတော့လွမ်းတော်လို့ဆိုပြီးဝကြလေးရဲ့တချင်းနဲ့ဖီနီကိုရေထဲမှာပဲမင်းကိုလွမ်းနေစေနောက်တယောက်ကတော့တွေ့ကြအကုန်တပုံလိုက်ရိုက်ပါတော့တယ်အဲ့ချိန်မှာပဲ၃ယောက်ဆုံးပြီးဘွန်ဂျိုးဆိုပြီးကျွန်တော်တို့နှုတ်ဆက်လိုက်ပါတော့ဘွန်ဂျိုးဘွန်ဂျိုးလို့ကျွန်တော်တော့ခေါင်းကြီးပေါ့နော်ဒီဖွဲ့မှာမရိုင်းနဲ့ဒါတွေကကြတော့စိတ်ုံခေါင်းကြီးကျွန်တော်စီနီယာခေါင်းကြီးဟိုဟာကြတော့အသေးကောင်းလေးဒါခေါင်းလေးဒါကြတော့အသက်ကြီးပြီးတော့အသက်ကြီးဆုံးဖြစ်ပြီးတော့ခေါင်းသေးရတဲ့အားလုံးကျေးဇူးအများကြီးတရှိပါတယ်ခင်ဗျာUBC တကားများကိုလူကြီးမီတို့စိတ်ကြတဲ့ဒီဇိုင်းစုံနေတာအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မှရရှိနိုင်ပါတယ်ခင်ဗျာ